customer တဦးကကိုယ့်စီကိုပဲထက်ကလာရောက်ပြီးတော့ရွေးချယ်မှာယူအားပေးတာမျိုးကြုံဘူးလားတဲစုကတော့အမြဲကြုံရတယ်ပေါ့နော်ထက်ကပဲတဲစုစီကိုလာရောက်မှာယူအားပေးအတွက်အရန်ကိုမှကျေးဇူးတင်ပါတယ်တဲစုတင်နန်းတက်တုံကဆရာကပြောဖို့တယ်ပေါ့နော်ဆရာဖြစ်သူကမှားလိုက်တယ်ကိုယ့်ရဲ့လက်ရာကိုသာကောင်းအောင်ကြိုးစားပေါ့နော်ကိတ်မုတ်ဒီဇိုင်းကိုသာလှနေအောင်ကြွနေအောင်ကောင်းအောင်ကြိုးစားပြီးလို့ရှိရင်ကိုယ့်ရဲ့ကိတ်မုတ်အရသာပေါ့နော်ကိတ်သားလေးကိုနူးညံ့နေအောင်ကြိုးစားပေါ့နော်ဒါဆိုလို့ရှိရင်တော့ customer ကကိုယ့်စီကိုထက်ကအမြဲတမ်းရွေးချယ်နေပါမယ်ဖြစ်တယ်ပေါ့နော်ဒီတို့လည်းတဲစုကနေ့တိုင်းမှာဒီ customer တွေပေးတဲ့ feedback တွေကိုပြန်ကြည့်ပြီးတော့လက်ရာတွေကိုတည်ဖြစ်အောင်ကိတ်သားလေးကိုစားကောင်းအောင်နူးညံ့နေအောင်ပေါ့နော်အမြဲတမ်းဂရုစိုက်ပြီးတော့လုပ်ပြပါတယ်တဲစုရဲ့ကိတ်မုတ်တွေကစားဖို့လို့ရှိရင်သိလိမ့်မယ်ပေါ့နော်အရန်ကိုမှနူးညံ့အိဆက်ပြီးတော့ customer တွေလုံးဝကိုမှရှာလဲသွားစေမယ်အရသာမျိုးကိုပေးဆောင်နိုင်တဲ့အတွက်အရန်ကိုမှလည်းသင်ပေးပြပေးတဲ့ဒီဆရာတွေကိုကျေးဇူးအရန်တင်တယ်ပေါ့နော်လိုင်းပေါ်မှာလည်းသင်ဆရာမြင်ဆရာတွေကအရန်များတယ်ပေါ့နော်သူတို့စီကပြပေးတဲ့ပညာတွေကိုတော့ကိုကအမြဲတမ်းစောင့်ကြည့်ပြီးတော့ပြန်ပြောလေ့လာရတယ်ပေါ့နော်တချို့ customer တွေကလည်းသူပြပေးတဲ့ဒီဒီဇိုင်းတွေကိုလက်ရတွေကိုကြည့်ပြီးတော့ပေါ့နော်လိုက်လက်ပြတယ်ဆိုပြီးတော့လည်းပြန်ပြောကြတဲ့အဲ့အတွက်လည်းပေါ့နော်အားလုံးကကျုံကားမီကိုင်းကျုံမီဆိုတဲ့တဘောနဲ့ပေါ့နော်အရန်ကမှလည်းအဆင်ပြေတဲ့အလုပ်တွေတခုလို့လည်းတဲ့သူကမြင်မိပါတယ်ဒီနေ့ရ order လေးကကြတော့ customer တွေကပေါ့နော်ဒီ4000 gig လေးကိုမှာယူအားပေးထားတာပဲဖြစ်ပါတယ်ရှင်အမြဲကိုမှရွေးချယ်ပြီးတော့မှာယူအားပေးတွေ့တဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒါလေးကတော့ယောက်ျားလေးရောမိန်းကလေးရောနဲ့ light pack စီမဲ့ဒီဇိုင်းလေးဖြစ်တာမို့လို့မှာမယ်ဆိုလို့ရှိရင်တော့ CB လာခဲ့ပြပါနော်